င်္ဂလာပါမြန်မာနွယ်ကကြိုဆိုပါတယ်ဒီနေ့တော့ပြည်တွဲတွေအကြောင်းပြောကြရအောင်နော်ပြည်တွဲဆိုတာဘာလဲသိကြပါသလားရပင့်ရရည်ဝါဆွဲဟထူဒီသင်္ကေတတွေကိုပြည်တွဲလို့ခေါ်တာပါပင့်ရည်ဆွဲထိုးလို့လည်းအတူကောင်းမှတ်ကြပါတယ်ဘာကြောင့်ပြည်တွဲလို့ခေါ်တာလဲပြည်အချင်းချင်းတွဲဖက်အသုံးပြုရတဲ့သင်္ကေတတွေဖြစ်လို့ပြည်တွဲလို့ခေါ်တာပါတဲ့မြန်မာစာအရေးအသားစတင်ကားစကာလတုန်းကရပင့်ရရည်ဝဆွဲဟထူသင်္ကေတတွေဟာအခုလိုပုံစံမျိုးတွေမဟုတ်ကြပါဘူးရပင့်ကိုပြည်ရဲ့အောက်မှာရပလက်ကလေးပင့်ထားတဲ့ပုံစံနဲ့ရေးကြပါတယ်တဲ့အဲ့ဒီလိုပင့်ထားတဲ့ရပလက်ကလေးဟာပုံသဏ္ဍာန်အဆင့်ဆင့်ပြောင်းလဲလာပြီးတော့အခုခေတ်မှာရေးကြတဲ့ရပင့်ပုံစံဖြစ်လာတာပါတဲ့အဲ့ဒီလိုပဲရရစ်ဆိုတာကလည်းပြီးကိုရကောက်နဲ့ရစ်ထားတာပါတဲ့အဲ့ဒါလိုရစ်ထားတဲ့ရကောက်ကလေးဟာပုံသဏ္ဍာန်အဆင့်ဆင့်ပြောင်းလဲလာပြီးတော့ဒီနေ့ခေတ်မှာရေးကြတဲ့ရရစ်ပုံစံဖြစ်လာတာပါတဲ့ဝဆွဲဆိုတာကလည်းပြီးရဲ့အောက်မှာဝါလုံးကလေးဆွဲထားတာပါဟထိုးဆိုတာကတော့ပြီးရဲ့အောက်မှာဟကလေးထိုးပေးထားတာပါတဲ့အဲ့ဒါလို့ပြီးအောက်မှာထိုးထားတဲ့ဟကလေးဟာပုံသဏ္ဍာန်အဆင့်ဆင့်ပြောင်းလဲလာပြီးတော့ဒီနေ့ခေတ်ရေးကြတဲ့ဟထိုးပုံစံဖြစ်လာတယ်လို့ဆိုပါတယ်ဒါကြောင့်ရပင့်သည်ရပလက်ရရစ်သည်ရကောက်ဝဆွဲသည်ဝဟထိုးသည်ဟပြီးတွေကနေပြောင်းလဲလာတဲ့သင်္ကေတပုံစံတွေဖြစ်ပါတယ်ဥပမာမရပင့်သည်မပြီးနဲ့ရပလက်ပြီးတို့ပေါင်းထားတာဖြစ်ပါတယ်ဒီလိုပဲမရရစ်ဆိုတာဟာလေမပြီးနဲ့ရကောက်ပြီးပေါင်းထားတာဖြစ်ပါတယ်မဝဆွဲဆိုတာကမပြီးနဲ့ဝပြီးပေါင်းထားတာဖြစ်တယ်လို့မဟထိုးဆိုတာကလည်းမပြီးနဲ့ဟာပြီးတို့ပေါင်းဆက်ထားတာဖြစ်ကြောင်းသဘောပေါက်ကြမယ်ထင်ပါတယ်အဲ့ဒါလို့ပြီးအချင်းချင်းတွဲဖက်အသုံးပြုရတဲ့သင်္ကေတတွေဖြစ်လို့ရပင့်ရရည်ဝဆွဲနဲ့ဟထိုးတို့ကိုပြီးတွဲလို့ခေါ်တဲ့အကြောင်းသိကြပြီနော်တခြားသူတွေလည်းသိသွားအောင်ဗီဒီယိုလေးကို like and share လုပ်ပေးလိုက်ပါအောင်နော်အခုလိုမြန်မာစာအခြေခံလေးတွေလေ့လာဖို့အတွက်မြန်မာနွယ် YouTube channel လေးကိုလည်း subscribe လုပ်ထားလိုက်ကြနော်အဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးတွေမှာပြန်ဆောင်ကြမယ်နော်